Hello ဒီနေ့ကတော့တနာကအဖွားနဲ့လောက်ပန်အတွက်မားလေးပေါင်းပေးပါမယ်။ဒါတလေကြရင်လေအဖွားကလေဒီအချင်းတို့အဆက်တို့ပါတာကိုသူစားတာကြိုက်တယ်ပေါ့နော်။အဲကြောင့်မို့ဒီနေ့ငါးပေါင်းဒီမှာငါကအဆက်လေးကိုအချင်းလေးရောထည့်ပါမယ်။ဒီမှာဦးစိုးတနာကငါ့ကိုတေချာလေးတက်ဆင်ပြီးတော့ရေချအောင်လုပ်နေတုပ်လိုက်ပေါ့နော်။ပြီးတဲ့အခါကျရင်ဂျင်းရယ်တစ်သွန်ဖြူရယ်ရုပ်တီအစိအနီတောက်ပေါ့နော်အဲ့ဒါလေးကိုဘာနှုံဆင်လာပါမယ်။ပြီးတဲ့အခါကျရင်ကျုပ်တို့မြေလေးပါအချောင်းလေးတသေးလေးထားမှာပေါ့နော်ပြီးရင်အချင်းသီးလေးပါထည့်ပါမယ်တဲ့အခါကျရင်ခုနကအချောက်ခံထားတဲ့ငါးရဲ့ဘိုက်တွေမှာငါကဂျင်းလေးနဲ့ထည့်မှာပေါ့နော်ပြီးရင်မလေးဂျင်းလေးနဲ့ဖြူပြီးတော့အဲ့ဒါကိုပေါင်းလိုက်မှာပေါ့နော်အပေါင်းတဲ့အခါကျရင်လေအကြာကြီးပေါင်းစရာမလိုပါဘူးကြာသွားတဲ့အခါကျရင်ငါကလေမာဆက်ဆက်ရင်းနဲ့စားလို့မကောင်းဘူးပေါ့နော်အဲဒါမို့ငါကြိတ်အောင်လောက်ပဲဆိုရင်ဒါတို့ကထုတ်လိုက်ပါမယ်ပြီးတဲ့အခါကျရင်ဒီအပေါ်ကဂျင်းလေးကိုဒါတို့ကဖယ်လိုက်မှာပေါ့နော်ကြရည်တနကအငါးပေါ်မှာတတူမြေခုနလီတာလေးထည့်မယ်တတူဖြူလေးပါထည့်မယ်ပြီးရင်မြုပ်ဒီအနီတောက်လေးလီတာလေးပါထည့်ပါမယ်ပြီးရင်နန်းစီအပူလေးကိုလေးပွားနေလောက်ထားမှာပေါ့နော်အဲ့ဒါဆိုမမွေးလေးပြီးရင်ဒီအချင်းလေးနဲ့ခုနကငါးပေါင်းလာတဲ့အရေကိုဖြိုပြီးတော့ထည့်မယ်ပြီးတဲ့ခါကျရင်ဒီ organic ဆော်လေးထည့်ပါမယ်ဒါဆိုရောစားလို့ရပါပြီ